Voice of Immunian အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ Emo Consulting မြန်မာရဲ့သက်ဆိုင်ရာ service များအလိုက် team lead တွေရဲ့စကားသံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာ HR Managed Service တွင် team lead အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့မတ်မီမြတ်တို့ရဲ့စကားသံကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ Emo Consulting မြန်မာရဲ့ HR Managed Service မှာHR Executive အဖြစ်တာဝန်ထမ်းဆောင်နေတဲ့မတ်မီမြတ်တို့ဖြစ်ပါတယ်။ကျမတို့ရဲ့ HR Managed Service ဆိုရင်အဖွဲ့အစည်းတစ်ခုအတွင်းမှာရှိနေတဲ့ HR လုပ်ငန်းစဉ်များကိုရှင်းလင်းပြီးစနစ်တကျစီမံခန့်ခွဲစေနိုင်ရန်လိုအပ်နေတဲ့အဖွဲ့အစည်းများအတွက်ခိုင်မာစွာအခြေချပြီးယုံကြည်စိတ်ချရတဲ့ People Center HR Function တစ်ခုကိုပံ့ပိုးပေးဖို့ရည်ရွယ်ပါတယ်။ယခုခေတ် organization အများစုမှာဆိုရင်ရှင်းလင်းပြတ်သားပြီးခိုင်မာတဲ့ policy များမပြည့်စုံခြင်းခေတ်နဲ့အညီ update မဖြစ်နေသေးတဲ့ HR လုပ်ငန်းစဉ်တွေ internet အတွင်းမှာ HR ရဲ့စွမ်းဆောင်ရည်တွေအကန့်အသတ်ဖြစ်နေခြင်း skill gap ရှိနေခြင်းဥပဒေပိုင်းဆိုင်ရာစိန်ခေါ်မှုများရှိနေခြင်းစနစ်တကျသတ်မှတ်ထားတဲ့ SOP နဲ့ framework များကိုတေချာစွာမချမှတ်နိုင်ခြင်းဝန်ထမ်းများရဲ့ engagement များကျဆင်းလာခြင်းအစရှိတဲ့စိန်ခေါ်မှုများစွာရှိနေနိုင်ပါတယ်။အဲ့ဒီစိန်ခေါ်မှုတွေဟာအောင်မြင်တဲ့ business outcome တစ်ခုကိုရောက်ဖို့ဆိုရင်ကြီးမားတဲ့ဟန်တာတွေဖြစ်နေနိုင်ပါတယ်။ကျမတို့ရဲ့ HR Managed Service ကထိုအခက်အခဲတွေကိုကျော်လွှားနိုင်မှုအတွက်ခိုင်မာတဲ့ HR Foundation တစ်ခုကိုတည်ဆောက်ပေးခြင်း HR ဘိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုချောမွေ့စေခြင်းလူကြီးမင်းတို့ရဲ့ကြီးမားချက်များနဲ့ကိုက်ညီတဲ့ HR လုပ်ဆောင်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးနိုင်မှုအတွက် Strategic HR Partner အဖြစ်တွဲဖက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ထို့သောဖြင့်လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပုံမအာရုံစိုက်နိုင်ပြီးစနစ်တကျလုပ်ကိုင်နိုင်မှုဥပဒေနဲ့အညီလိုက်နာမှုဝန်ထမ်းအင်အားထိရောက်မှုတို့ကိုအင်မွန်မှအာမခံပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရဲ့ HR Managed Service ကအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာစတင်ပြီးဖွံ့ဖြိုးတိုးတက်တဲ့စီးပွားရေးတစ်ခုကိုဦးတည်နေတဲ့ organization များနဲ့ transformation တစ်ခုကိုပြန်လည်မွမ်းမံခြင်းတာဒါမှမဟုတ်ထိုကာလကိုဖျက်ဆီးနေရတဲ့ company များအတွက် HR ဘိုင်းဆိုင်ရာကောင်းမွန်တဲ့ဖြည့်ရှင်းချက်များနဲ့အတူလက်တွဲကူညီပံ့ပိုးပေးဖို့အတွက်ရည်ရွယ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းမှာစနစ်ကျပြီးပြည့်စုံတဲ့ HR လုပ်ငန်းစဉ်များခိုင်မာတဲ့လုပ်ထုံးလုပ်နည်းများနဲ့ Strategic HR Partner တို့ကိုလိုအပ်နေပြီဆိုရင် Emo ရဲ့ HR Managed Service ကအသင့်ရှိနေပြီပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရဲ့စီးပွားရေးရည်မှန်းချက်များကိုအပြည့်အဝပံ့ပိုးပေးနိုင်ရန်အသေးစိတ်ဆွေးနွေးလိုပါက Emo တို့ဆက်သွယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။